Hello，老师的答案我来先读的答案。OK，老師တို့ lesson 2ရဲ့ဒီမှာ lesson 2ကောင်းစဉ်လေးဒါကနေစမှာပေါ့နော် OK ဟုတ်ပါပြီ lesson 2ကောင်းစဉ်လေးက我喜欢红色我喜欢红色我喜欢红色我ကျွန်တော်က喜欢သဘောကျပါတယ်红色ကအနီရောင်ကျွန်တော်ကအနီရောင်သဘောကျပါတယ်ဆိုရင်我喜欢红色ဒီမှာဆိုရင်老師မိထားတယ်你定啊喜欢的不在什么颜色？什么颜色个八样？颜色个样什么个八嘞？什么颜色八样？定八样在嘞，所以你喜欢什么颜色？而ဒီမှာကောင်မလေးကပြောတယ်我喜欢红色我喜欢红色我ကျွန်တော်က喜欢的不在ပါတယ်红色အနီရောင်好ပြီနော်အဲ့တော့你喜欢什么颜色တင်ပါအောင်ကြိုက်လဲ我喜欢红色အဲ့တော့老師ကစနေနေ့ကျရင်မင်းနဲ့တရားရောက်ကို你喜欢什么颜色တင်ပါအောင်ကြိုက်လဲဟုတ်ပြီအဲ့ဆိုရင်အဖြူအောင်ကြိုက်တယ်ဆိုရင်我喜欢白色我喜欢黄色我喜欢红色ဒါမျိုးတွေဖြည့်ပြရမယ်ပေါ့နော်အဲ့တော့ဒီခြားကြည့်ခဲ့မယ် lesson 1 2 3အဲ့တော့ဒီမှာဆိုရင်我喜欢红色အဲ့老師 lesson 1မှာသင်ထားတဲ့အရောင်တွေရှိရယ်ခရမ်းရောင်ဆိုရင်紫色အပြာရောင်ဆိုရင်冷色ဒါလေးထည့်သွားလို့ရတယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်黄色黄色ကဘာဖြစ်မလဲအဝါရောင်冷色အပြာရောင်白色အဖြူရောင်绿色အစိမ်းရောင်紫色ခရမ်းရောင်ဟုတ်ပြီနော်အဲ့ဒါလေးတွေက lesson 1မှာပါပြီးသားတွေပါအဲ့ဒီမှာဆိုရင်你喜欢什么颜色你တင်က喜欢သဘောကျရဲ့什么ဘာ颜色အရာတင်ဘာရောင်ကြိုက်လဲဆိုတော့我喜欢红色ကျွန်တော်အနီရောင်ကြိုက်ပါတယ်OK 老師ဒီမှာဒါလေးကတော့老師黃白黃ကအဝါရောင်白ကအဖြူရောင်အဲ့老師ဘယ်လိုရေးလဲဆိုပထမအောင်ဆုံး橫လာမယ်樹樹橫樹橫者橫樹橫ဒီတိုင်းဒီဘက်မှာလာလိုက်ခဲ့ဟုတ်ပြီနော်ဒါလေးက黃白ကကြဘယ်လိုရေးမလဲဆိုရင်老師ဒီမှာကြည့်မယ်နော်ဒီလေးလာမယ်ဒီလိုလေးဒီမှာရေးပြထားတဲ့အတိုင်းလေးရေးအောင်မယ်နော်အရင်ခက်မနေဘူး黃白ကအဝါနဲ့ဖြောင်းဆက်ထားတဲ့ဟာလေးပြောတာပေါ့နော်黃白โอเค老師ဒီမှာ田色ကကြအရောင်ချယ်ခိုင်းတာပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ရောင်လေးရှယ်လို့ရတယ်အဲ့老師ဒီမှာဆိုရင်紅綠燈紅ကအနီရောင်綠ကအစိမ်းရောင်燈ကမီအဲ့တော့အနီနဲ့အစိမ်းမီလေးကိုပြောချင်တာ紅綠燈小朋友快快走小朋友快快走大家一起手拉手大家一起手拉手看见红灯停一停看见绿灯开步走红绿灯小朋友快快走大家一起手拉手看见红灯停一停看见绿灯开步走红绿灯小朋友快快走大家一起手拉手看见红灯停一停看见绿灯开步走အဲ့တော့紅綠燈ကဒီအနီအစိမ်းမီလေးပေါ့နော်小朋友ကလေးလေးတို့ရေးတဲ့快快走မြန်မြန်သွားရအောင်တဲ့大家အားလုံး一起အတူတကွ大家一起အားလုံးတူတူ手拉手လက်ဆွဲထားကြမယ်တဲ့看见တွေ့လိုက်တဲ့紅燈အနီရောင်မီလေးကိုတွေ့လို့ရှိရင်停一停အနီရောင်မီလေးကိုတွေ့ရင်ရပ်မယ်တဲ့看见綠燈အစိမ်းရောင်မီလေးတွေ့ရင်နော်開步走ဆက်လက်ပြီး6လို့သွားလို့ရတယ်ပေါ့နော်အဲ့ဒါမီး point တွေမှာဘယ်အောင်ရှင်ရက်ကမယ်ဘယ်အောင်ရှင်သွားရမယ်ဆိုတဲ့ဟာလေးကိုသင်ပေးရပေါ့နော်紅綠燈小朋友快快走大家一起手拉手看见紅燈停一停看見綠燈開步走ဟုတ်ပြီတတိုင်းမြန်လာပြီလောက်ရှင်ဒီဟာလေးနဲ့ကြက်ခိုင်းတာရယ်နော်紅綠燈အဲ့ဒါလေးကြက်ခဲ့မယ်နော်ပြီးရင် lesson 1 2 3အကုန်လုံးပြန်ကြည့်ခဲ့မယ်လောက်ရှင်ပြန်ပြီးပါနော်3ရသင်ပြီးတဲ့လောက်ဒီလောက်ရှင်ပြပြမယ်3ရဒီပေါ့နော်လောက်ရှင်ဒီထိပဲသင်ရသေးတယ်OK 老師ဒီမှာ你喜歡吃什麼
好比喏，ဒီ lesson လေးအဲ့ဒီမှာ你တင်က喜欢သဘောကျတယ်吃စားတာ什么ပါလဲတော့တင်ပါစားရတာကြိုက်လဲဆိုရင်你喜欢吃什么你喜欢吃什么တင်ပါစားရတာကြိုက်လဲဒီမှာဆိုရင်你喜欢တင်သဘောကျတယ်吃စားရတာ什么ပါစားရတာကြိုက်လဲ我喜欢吃我ကျွန်တော်က喜欢သဘောကျပါတယ်吃စားရတာ胡萝卜胡萝卜က老说 carrot ကိုပြောတာပေါ့နော်我喜欢吃胡萝卜အဲ့တော့ဒီမှာ老说我喜欢吃胡萝卜ဟုတ်ပြီ老说ဒီမှာအသစ်လေးတွေအဲ့ဒီရဲ့ carrot နေရာမှာ老说တခြားဟာလေးထည့်မယ်黄瓜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 က老说တော့ခွားပြီးကိုပြောတာ西红柿西红柿西红柿ခရမ်းချင်ပြီးကိုပြောတာအာလူကို土豆土豆土豆ကဲဟုတ်ပြီ老说ဒီမှာဒါပန်းမုံလာပေါ့နော်ပန်းမုံလာကို西兰花西兰花西兰花这段呢我老师个洋葱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 黄瓜西红柿土豆西兰花洋葱ဒါပါကြခိုင်းထားရနော်အဲ့တော့ဒီမှာဆိုရင်老师က你喜欢吃什么တင်မှာစားရကြတယ်ဆိုရင်我喜欢吃黄瓜ဒါမျိုးလေး老师ဖြည့်ပေးလို့ရတယ်ပေါ့နော်ဟုတ်ပါပြီ老师ဒီချိပဲတင်ထားပါသေးတယ် Okay